အားလုံးပဲမင်္ဂလာပါဒီနေ့ဇန်နဝါရီ1ရက်နေ့မှာတော့ပရီးမီးယားလိဂ်တွေကထိုးသားကြိုင်ဆုံးနှစ်ပွဲကိုညီကိုတို့အတွက်ဖရီးရွေးချယ်ပေးပါမယ်ပမာတပွဲကတော့အခုည12နာရီမှာကမ်းမဲ့လီဗာပူးအသင်းနဲ့လီးယူနိုက်တက်အသင်းပွဲစဉ်ကို30ရွေးချယ်ပေးပါမယ်နှစ်သင်းလုံးရဲ့အဆင့်ရည်တည်မှုကိုကြည့်ရင်ဒီနေ့အေရှင်ပြည်ကစားမဲ့လီဗာပူးအသင်းဟာရမှတ်32မှတ်နဲ့အဆင့်4နေရာမှာရှိပြီးလီးယူနိုက်တက်အသင်းကတော့ရမှတ်20နဲ့အဆင့်16နေရာမှာရှိပါတယ်အေရှင်လီဗာပူးအသင်းကပရီးမီးယားလိဂ်မှာနောက်ဆုံးကန်တဲ့3ပွဲလုံးနိုင်ထားတယ်နှစ်ပွဲကြေးနိုင်ပြီးတစ်ပွဲကိုတော့ကြေးကျထားတယ်ဒိုင်ယာရ9ယောက်ရှိတယ်လီးယူနိုက်တက်ရဲ့နောက်ဆုံး3ပွဲကန်တာကြည့်ရင်တစ်ပွဲနိုင်နှစ်ပွဲသေးရကြထားတယ်ရှုံးပွဲမရှိသေးပဲရလက်ကောင်းတော့တွေးရတယ်ဒိုင်ယာရ3ယောက်ပဲရှိတယ်နောက်ဆုံး3ပွဲလုံးကြေးရောက်လာတဲ့အသင်းဖြစ်တယ်နှစ်သင်းလွတ်ဆုံမှုနောက်ဆုံး3ချိန်မှာတစ်ဖက်တစ်ချိန်သေးနိုင်ပြီးတစ်ချိန်သေးရထားတယ်လက်ရှိပေါက်ကြီးကိုကြည့်ရင်အေရှင်လီဗာပူးကဘော်ဒီကြီး1.30ဂိုးပေါင်းကြီး3လုံးသေးရေပေါက်တယ်လက်ရှိမှာလီဗာပူးခံစစ်က2ပွဲဆက်ဂိုးပေးရတယ်လီးယူနိုက်တက်ကလည်း3ပွဲဆက်တိုက်စစ်ကဂိုးသွင်းနိုင်တယ်နှစ်သင်းလွတ်ဆုံမှုတိုင်းမှာလည်းသွင်းဂိုးတွေများတယ်ဒီပွဲမှာသွင်းကိုအနည်းဆုံး3ဂိုးရောက်နိုင်တယ်ရွေးချယ်မှုကဂိုးပေါင်းပေါ်ပဲကြိုက်ပါတယ်ဒုတိယပွဲအနေနဲ့အခုည2နာရီခွဲမှာကမ်းမဲ့ဆန်နာလန်အသင်းနဲ့လေမန်စီးတီးအသင်းပွဲစဉ်ကိုရွေးချယ်ထားပါတယ်နှစ်သင်းလုံးရဲ့ဒေတာချက်လက်ကိုကြည့်ရင်ဒီနေ့အေရှင်ပြည်ကစားမဲ့ဆန်နာလန်အသင်းဟာရမှတ်28မှတ်နဲ့အဆင့်9နေရာမှာရှိနောက်ဆုံးကန်တဲ့3ပွဲလုံးရှုံးပွဲမရှိသေးဘူးတပွဲနိုင်2ပွဲသေးကြထားတယ်ဒိုင်ယာရနေရှင်ကတ်တွေကြောင့်ဂါးသမားတော်တော်များများပါဝင်နိုင်ခြင်းမရှိပါဘူးအဝေးကွင်းမန်စီးတီးကိုကြည့်ရင်ရမှတ်40နဲ့အဆင့်2နေရာမှာရှိပါတယ်ပရီးမီးယားလိဂ်နောက်ဆုံး3ပွဲလုံးနိုင်ထားတယ်ဒိုင်ယာရနေရှင်ကတ်တွေကြောင့်ဂါးသမား6ယောက်ပါဝင်နိုင်ခြင်းမရှိပါဘူးနှစ်သင်းလုံးမူတိုင်းမှာအဝေးကွင်းမန်စီးတီးကသာအနိုင်ရထားတယ်လက်ရှိပေါက်ရေးကိုကြည့်ရင်အဝေးကွင်းမန်စီးတီးကဘော်ဒီဂျေး1.60ဂိုးပေါင်းကြီး3လုံးပေါင်း30ပေါက်တယ်မန်စီးတီးဘော်ဒီဂျေးပြင်းပြီးဖွင့်လှစ်ထားတာတွေ့ရတယ်အေရှင်ဆန်နာလန်ကပရီးမီးယားလိဂ်အိမ်ကွင်းတပွဲမှရှုံးပွဲမရှိသေးဘူးဒီနေ့အိမ်ကွင်းမှာခံစစ်ပဲကြစ်ကြစ်လေးနဲ့ကစားလာဖို့ရှိပါတယ်မန်စီးတီးကတိုက်စစ်ဝင်ပြီးမဖြစ်မနေဒီပွဲကိုအနိုင်ရလက်ရအောင်ကြိုးစားရမှာဖြစ်ပါတယ်ဒီပွဲမှာထုံးစံတိုင်းမန်စီးတီးပဲအနိုင်ရဖို့များပါတယ်0-2 0-3နဲ့ပွဲပြီးနိုင်တဲ့အတွက်မန်စီးတီးဘော်ဒီတစ်ချောင်းနဲ့ပဲကြားတွေ့ပါတယ်ဒီနေ့ရွေးချယ်မှုနှစ်ပွဲကိုကြားနေတယ်ဆိုရင်ရွေးချယ်နိုင်ပြီးမကြရင်လည်းဘက်ကနိုင်ပါတယ်အားလုံးပဲနှစ်သက်မှာကန်အောင်ကြပါသေးဗျာ